အားလုံးပဲမင်္ဂလာပါရှင်ဒုက္ခမဟာစိုက်ပျိုးရေးဆေးကုမ္ပဏီကပြုလုပ်တဲ့တောင်သူပညာပေးဆွေးနွေးပွဲကနေကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာတော့အဓိကဆွေးနွေးပေးသွားမှာကဆီယမဒေါက်တာသဒ္ဒရာပဲဖြစ်ပါတယ်ရှင်မင်္ဂလာပါဆီယမရှင်မင်္ဂလာပါရှင်ဆီယမဒီနေ့မှာပေါ့နော်ဘလို့အကြောင်းအရာလေးကိုဆွေးနွေးပေးမှာလဲရှင်ဒီနေ့မှာတော့ဒါပြီးခဲ့တဲ့အခါတီကအလူနှောင်းပင်နာကြအကြောင်းဆွေးနွေးပြီးသားဆိုတော့အခုဆွေးနွေးမှာတော့အာလူစောပင်နာကြအာလူမှာကြတဲ့စောပင်နာကြယောဂအကြောင်းဆွေးနွေးမှာဖြစ်ပါတယ်ဆိုတော့ဒီအာလူစောပင်နာကြယောဂကိုဆွေးနွေးဖို့ဘာလို့ရွေးချယ်လာလဲဆိုရင်ပေါ့နော်ဒီအာလူဆိုင်တောင်သူတွေကဒီစောပင်နာကြယောဂကြားရောက်ခြင်းကိုဘယ်လိုပြောမလဲတခြားအပင်ယောဂနဲ့ရောနှောနေတတ်တယ်ရောနှောနေတဲ့အခါမှာမတို့ကတိတိပြပပကွဲကွဲပြားပြားသိအောင်မို့ဆိုရင်ဒီဆော့ပင်နာကြယောဂကဘယ်လိုအခြေအနေမျိုးလက္ခဏာမျိုးရှိတယ်ဆိုတာကိုတောင်းသူတွေကိုပညာပေးလို့တဲ့အတွက်ကြောင့်ဒီကောင်းစဉ်တွေကိုရွေးထားတာဖြစ်ပါတယ်ဆိုတော့ဒီအာလူဆော့ပင်နာကြယောဂကမှုယောဂအဆင့်ဖြစ်တဲ့ဒီ Alternaria ဆိုတဲ့မှုကြောင့်ဖြစ်တာသူကကြတော့ဒီမြေကြီးထဲမှာလည်းခိုးအောင်မနေနိုင်တယ်နောက်တစ်ခါဒီယောဂကြထားတဲ့ပင်ကျွင်းပင်ကြံနေတဲ့မှာလေသူကခိုးအောင်ပြီးတော့နေနိုင်တယ်ဒါသူ့ရဲ့သဘောတဘာဝလေးပေါ့နော်ဆိုတော့ဒီ Alternaria ဒီအာလူဆော့ပင်နာကြပြီဆိုရင်ဘယ်လိုအခြေအနေမှာကြလဲဆိုတော့အာလူစိုက်တဲ့အချိန်မှာအပူချိန်ကဒီ25ကနေ30ဒီဂရီစင်တီဂရိတ်ပေါ့နော်အဲ့ဒီဝင်းကျင်မှာရှိပြီးတော့မှဆိုးတစ်ခါ6တက်လက်ပေါ့မိုးရွာလိုက်နေပြန်ပူလိုက်ဆို6ပြတ်တောင်းဖြစ်တယ်ပူနေဆွဆိုတဲ့ရာသီဥတုအခြေအနေမျိုးမှာတော့ကြာရောက်တတ်တယ်နောက်တစ်ခါကျတော့သူ့ရဲ့ပေါ့နော်အာလူကင်းမှာတို့ကပေါ့အပင်အတွက်အဓိကလိုအပ်တဲ့ nitrogen ပေါ့ nitrogen တက်ကိုချွတ်တက်နေတဲ့အခါမျိုးမှာဆိုလဲသူကဒီယောဂကြာရောက်မှုအားပေးတယ်နောက်တစ်ခါအပင်ကတခြားအကြောင်းအရာတစ်ခုခုပေါ့ပြောရရင်ရေပြတ်လွန်အားကြီးတာတို့ဒီအဆိုတဲ့များလုံးအားကြီးတာပေါ့နော်တစ်ခုခုကိုအပင်ကဖြစ်စီမှုတန်တစ်ခုခုဖြစ်တယ်ဆိုလဲဒီဆော့ပင်နာကြယောဂကကြာရောက်တတ်တယ်ဒါသူ့အတွက်ကျွန်တော်တို့မှတ်ထားရမယ့်အကြောင်းပေါ့နော်ဒါကိုတောင်သူတတိထားဖို့အတွက်ဒီကောင်းစဉ်ကိုဒီနေ့ဆွေးနွေးပြဖို့ရွေးချယ်တာဖြစ်ပါတယ်ဟုတ်ဆိုတော့ညီမအနေနဲ့ပေါ့နော်ဒီယောဂလက္ခဏာလေးအကြောင်းလည်းသိချင်မယ်လို့ထင်တယ်ဟုတ်ကဲ့ဆိုတော့ခါကြတော့ဒီယောဂလက္ခဏာအနေနဲ့ဆိုတော့သူကအာလူရဲ့ဒီအရွက်ဟောင်းတွေကနေပေါ့အောက်အရွက်တွေပေါ့နော်အရွက်ရင်တွေကနေစပြီးတော့ကြားတတ်တယ်အရွက်ပေါ်မှာအညိုရောင်အကွက်အညိုရောင်အကွက်ပေါ်မှာအမတို့လက်မှာရှိတဲ့လက်ပွေရစ်လိုမျိုးအဲ့လိုအရစ်တွေပါနေတတ်တာအဲ့လိုအရစ်တွေပါတယ်အာလူပင်စီပေါ်မှာကြတော့ဘလို့ဖြစ်စေလဲဆိုတော့ကြတော့ဒီအမဲရောင်အစင်းချောင်းရှည်မျိုးတို့နှောင်းပင်နာကြမှာကြတော့အညိုရောင်ဆိုင်ခွက်လိုအကွက်တွေဖြစ်တာဒီဆောပင်နာကြမှာကြတော့အာလူပင်စီပေါ်မှာအမဲရောင်ရှည်မျိုးအစင်းချောင်းတွေဖြစ်တာဒါကသူ့ရဲ့ထူးခြားတဲ့လက္ခဏာဖြစ်ပါတယ်အရေးကြီးတာတော့ဒီလက်ပွေရစ်ပုံစံပဲဒါကအရေးကြီးတဲ့အခြေအနေဖြစ်ပါတယ်ဒါဆိုပေါ့နော်ဒီယောဂကအာလူစိုက်တဲ့တောင်သူတွေအတွက်ဆိုတော့တော်တော်လေးကိုဆိုးရမှာပဲနော်ဆီယမတော်တော်လေးဆိုးရတယ်ဆိုတော့ကြားတဲ့နှစ်မှာဆိုးရွားဖြစ်တာကြားတဲ့နှစ်မှာဒီယောဂကြားတဲ့နှစ်မှာတော့ဆိုးရွားဖြစ်တယ်ဒါပေမဲ့နှောင်းပင်နာကြားတော့ကူးဆက်တာမမြန်ဘူးမမြန်ဆန်ပေါ့အာလူတကင်းလုံးပြောင်းမသွားစီဘူးပေါ့နော်ဆိုတော့ကြတော့မတို့ကဒီယောဂကြပြီဆိုရင်ဒီပေါ့ဒီမှုတက်ဆေးတွေဘာတွေရွေးချယ်ပြီးတော့သုံးဖို့ဆိုလဲအချိန်နဲ့အခါနဲ့လုံးလို့ရတာပေါ့နှောင်းပင်နာကြတော့ဒီတော့ဒုက္ခမရဘူးဟုတ်ကဲ့ဆီယမဒါဆိုပေါ့နော်ဘလို့ဆေးမျိုးစားလေးကိုသုံးရင်ရောဒီယောဂကိုကာကွယ်လို့ရနိုင်မယ်ဆီယမဆေးသုံးတယ်ဆိုတာထက်အမတို့ကဘာလဲဖို့လဲဆိုတော့အပင်မှာအမတို့ကဒီအာလူဆိုင်ကုန်းပေါ့နော်တို့အဓိကလိုအပ်တဲ့ NPK ပေါ့စတဲ့အာဟာရပေါ့နော်ဒီအပင်အတွက်လိုအပ်တဲ့အာဟာရကိုမျှတထည့်ပေးဖို့လိုအပ်တယ်ဒါကအရန်ကြီးတဲ့အချက်ထဲမှာပါပါတယ်နောက်တစ်ခါယောဂကြတဲ့ပင်ကြဘူးထားတဲ့ပင်ကျွင်းပင်ကြံတွေပေါ့နော်ဒါတွေကိုမတို့ရှင်းလင်းပေးဖို့လိုတယ်ရှင်းလင်းပေးဖို့လိုတယ်ဒါယောဂလက္ခဏာစပြီးတော့တွေ့ပြီးဆိုတော့အမတို့ဒီဒုက္ခမဟာဆိုရင်အမတို့ဘာသုံးနိုင်လဲဆိုတော့မဟာမန်ကိုသုံးနိုင်တယ်မဟာမန်ကိုမှမရှိဘူးဆိုရင်တို့ကမဟာတာလိုနေကိုလည်းသုံးလို့ရတယ်အဲ့တော့ယောဂလက္ခဏာထင်းထင်းရှားရှားတွေ့ရပြီဆိုတော့အမတို့မဟာ special ပေါ့မဟာ special မိုတက်စီကိုသုံးပြီးတော့ကာကွယ်လို့ရပါတယ်အဓိကတော့အာဟာရမျှတအောင်တော့ထည့်ပေးဖို့လိုတယ်ဟုတ်ကဲ့ပါဆီယမဒါဆိုပေါ့နော်ဒီအာလူစိုက်တဲ့တောင်သူလယ်သမားတွေအနေနဲ့မဟာမန်ကိုမဟာတာလူနဲ့မဟာစပယ်ရှယ်ဆိုတဲ့ဒီဒုက္ခမဟာဖြန့်ချီတဲ့ဆေးကိုသုံးပြုမယ်ဆိုရင်တေချာပေါက်ဒီယောဂကိုကာကွယ်နိုင်မှာပေါ့နော်ကာကွယ်နိုင်တယ်နောက်တစ်ခါတော့တခြားဒီရှစ်မှာပြောခဲ့တယ်ပေါ့နော်တို့ဒီအပင်ကိုအာဟာရကိုလည်းမျှတပေါ့အပင်ထွက်လိုအပ်တဲ့အာဟာရကိုလည်းပေါ့ဆာမဟုတ်ဘဲနဲ့တိချာထည့်ပြီးဖို့လိုအပ်တယ်တကယ်တမ်းကျတော့အပင်မှာယောဂတစ်ခုကြာလာပြီဆိုရင်ဆေးမှမဟုတ်ဆေးတစ်မျိုးတည်းမဟုတ်ဘူးတခြားရှုထောင့်ပေါင်းစုံကနေလည်းကာကွယ်ဖို့လိုတယ်လူတွေနေမကောင်းတယ်လို့ပဲပေါ့ဆေးထိုးရုံနဲ့တင်မဟုတ်ဘူးအစာလေးလေးဝင်အောင်စားရအောင်ပါဖြစ်ဟုတ်ကဲ့ပါဆီယမဒီလိုမျိုးချိန်ပေးဆွေးနွေးပေးရဆီယမဒေါက်တာကိုကျေးဇူးတင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်